ဒီနေ့ကတော့ကျမရဲ့တကြံအတက်နေလေးပါကျမအမေကတကြံအတက်နေတိုင်းမုံလုံးရေပေါ်လုံးပါတယ်ကျမဒီနေ့မုံလုံးရေပေါ်ကူလုံးမေးဖို့အတွက်စောထားရပါတယ်ရှင်ဒါကတော့အုံးသီးထဲမှာပကြီးသွေးတို့ခွာလာမသိဘူးအဲ့ဟာပါလို့ကျမစားနေပါပြီသူကနည်းနည်းလောက်စားရင်တော့ကောင်းတယ်အများကြီးစားရင်ဘလို့ကြီးလည်းမသိဘူးတိတ်မကောင်းတော့ဒီဘလော့လေးကထူထူတော့မပါပါဘူးကျမအဖော်မကောင်းလို့မလဲခဲ့ရတဲ့တကြံနေလေးတွေကိုဒီတိုင်းပဲအမှတ်တရလေးအနေနဲ့တင်မယ်ပေါ့နော်တနေ့ကျရင်ကျမအမကြီးပြန်လာလို့ရှိရင်ကျမဇက်နာပြမယ်ပေါ့နော်နည်းနည်းလောက်မုံနှစ်ဆက်တာတော့မကြွမ်းမိမယ်မုံလုံးကြီးကိုလုံးတဲ့နေရာမှာဆရာကြီးပါကျမလုံးတာအရန်မြန်ပါတယ်ကျမလုံးတာအမေထက်တောင်နည်းနည်းမြန်သွားလို့အမေကလာတော့မလုံးတော့ပါဘူးရှင်စားပါရှင်တကယ်မထည့်ပါဘူးကျမလည်းမုံလုံးကြီးပေါ်ထဲမှာငုပ်သီးစိမ့်နေပါရင်မကြိုက်ပါဘူးရင်နွေးကိုစုနေပြီဆိုတော့ရင်နွေးအိုးတဲ့မုံလုံးကြီးပေါ်လေးထည့်လိုက်ပါမယ်တချို့တွေကလည်းမုံလုံးကြီးပေါ်ပါလှူလို့ရှိရင်ကံပြန်ကောင်းလာရပေါ့နော်မြုပ်နေတဲ့ကံဒီပေါ်ရဲဆိုတဲ့အဓိပ္ပာယ်နဲ့လှူကြရလည်းရှိပါတယ်မုံလုံးကြီးပေါ်လေးတွေကကြက်ရင်တွတ်သူအပေါ်တက်လာပါတယ်အိုးရဆဲပြီးတော့အရင်ဆုံးဦးဖေးပြလေးဖျားကတ်လိုက်ပါရရှင်ခုကတော့အိမ်သားလူတွေဝေဖို့အတွက်ဘူးနဲ့ထည့်နေရပါမုံလုံးကြီးပေါ်ဝေပြီးတော့အိမ်သားကလမ်းလျှောက်တဲ့ကြောင်ခဏသွားပါတယ်ကျမဖေက4ရက်လုံးတရက်မှမနာဘဲနဲ့ထွက်လေရဆိုတော့အမေကတော့အဖေကိုမကြည့်လို့မခေါ်တော့ပါဘူးပြင်ကျမနဲ့ပဲခေါ်ပါတယ်ဖြစ်ပုံကဘလို့လဲဆိုတော့ကျမတို့ဖေကကျမကြီးဌာနဆိုတော့ကျမကြီးဌာနမန်တက်လားမသိပါဘူးကျမလည်းတိချာတော့မသိဘူးပေါ့နော်ခေါ်တော့လေလိုက်သွားလိုက်တာကျမနဲ့ကျမမိကျမနဲ့ဘယ်သူမှမသိဘူးတော့ပြင်းစရာကြီးပေါ့နော်ကျမလည်းဟိုကြီးတီကြီးနဲ့ငုတ်တုတ်လေးပါကျမဖေကတော့တကြံလေးရမှာတရက်မှထိန်လို့မနိုင်ခဲ့ပါဘူးကျမမိကစိတ်ကောက်တဲ့လေပဲဟာဆိုလဲအဆုံးစွန်ဒီရောက်နေပါပြီဒီမန်တက်ကလေးကျမတို့အိမ်နဲ့တမတ်တိုင်လောက်ပဲဝေးတာပါအဲကြောင့်မို့လဲခဏလောက်ရောက်လာပေါ့နော်မဟုတ်ရင်ကျမရက်ွက်တဲ့တော့မထွက်ပါဘူးကလေးတွေဝိုင်းပတ်လိုက်ကြမှာဆိုလို့ပါမလဲချင်းလို့လားဆိုတော့လည်းမဟုတ်ပါဘူးကျမလည်းလဲချင်းတာပေါ့ရှင်ဒါပေမဲ့ဘလို့ပြောရမလဲကျမရောက်လေရမှာအဲ့လိုအဖော်ကောင်းလို့ရှိရင်တော့ဘလို့နေပြောရတယ်အဖော်မကောင်းရင်ကြတော့ဘလောက်ပြောဖို့ကောင်းကောင်းမပြောဘူးကျမအဲ့လိုလူစားဆိုတော့မန္တမှာတချင်းဆိုတဲ့ထဲမှာဒီကိုကြီးဆိုတာတော်တော်ကောင်းနေပန်းနေပါလားတော့မသိဘူးကဲအခုကတော့ကျမအမေရဲ့အကြီးဆုံးသားလေးအလှည့်ပါရှင်ဒီမန္တကတော့ကလေးတွေမန္တပေါ့နော်အဲ့တော့ကလေးတွေကဦးစားပေးပေါ့နော်သူယောက်ျားကြီးဆိုတော့ကျမအမေကတော့ပျော်မနေတော့ပါဘူးအမေက judge လုပ်တဲ့အချိန်နဲ့ကြည်နေပါတယ်ကျမကတော့ဦးတက်နေပြီရှင်သူတို့နှစ်ယောက်ကမခေါ်ဘူးသီလားစကားလည်းမပြောဒီနေ့တကြံတော့ကျမတို့မှာ main character ကတော့ကျမအဖေပဲဖြစ်ပါတယ်ရှင်ခုကတော့ကျမတကြံမှာအလူလေးလှုပ်ချင်တာပေါ့နော်ဒါပေမဲ့ကျမမှာပိုင်ဆိုင်တာဘာမှမရှိဘူးကျမပိုင်ဆိုင်တာလေးတွေကိုကြံဖန်ပြီးတော့ထုတ်လုပ်မယ်ပေါ့နော်ရှော်ပြီးတော့မီးဘူးတိုက်မှာပဲဖြစ်ပါတယ်ကျမမဝေးဖြစ်တော့တဲ့အဝတ်စားတွေကိုတေချာလေးera စစ်ပြီးတော့ဝတ်လျှော်မီးဘူးတိုက်ပြီးတော့အိတ်လေးနဲ့တေချာပိတ်ပြီးတော့ပန့်စကူပြည့်တဲ့သဘောမျိုးပေါ့နော်ကျမတနေ့ရက်မှာတော့ချထားလိုက်ပါမယ်ယူပြရတဲ့ဆိုင်ပေါ့နော်ဒီလိုပါကင်လေးပိတ်ပြီးတော့တေချာလေးပြီးတော့နည်းနည်းတက်ရက်လေးနဲ့ရရလူလဲဘူကောင်းတာပေါ့ကျမဘွားလည်းနော်ဒီလိုမှမလှူရင်ကိုကပိုက်ဆိုင်တာဘာမှမရှိသေးဘူးဆိုတော့အဲ့လိုလေးလှူမှာပဲကျမရဲ့တက်ကြံလှူပေးရထားမြောက်မှာပါရှင်းဆုံးကျမတို့အဝတ်ကတော်တော်လက်တဲ့ဟာတွေရဲ့အစ်တိုင်းကြီးပါဖြစ်နေတဲ့ဟာတွေရဲ့ပြီးတော့နည်းနည်း air ဖြစ်နေတဲ့ဟာတွေရဲ့ကိုတက်စီခွဲပါမယ်90ရာခိုင်နှုန်းလောက်ကတစ်ခါနှစ်ခါပဲဝေးရသေးရဲ့ဝတ်တွေပါခေါင်းဝင်လေးတွေရဲ့တချို့ဓာတ်ပုံတစ်ခါပဲရတဲ့အင်ကြီးပါရပေါ့နော်အခုပြနေတဲ့ထဲမှာတော့မပါဘူးကျမအခုလျှော်ထားရပေါ့နော်အိမ်နေဝတ်လို့ရမယ့် t-shirt ပွားလေး t-shirt ပွားလေးလည်းပါရပေါ့နော်ခုကတော့ကျမလျှော်ဖို့တော့ခွဲပြီးသွားပါပြီကျမရဲ့တကြံအတက်နေလေးကတော့တဏီကုံလျှော်လိုက်ဖွင့်လိုက်မီးဘူးတိုက်လိုက်နေပါရှင်တဏီကုံဝတ်တီလျှော်ပြီးတဲ့နောက်မှာတော့ညဘက်ရောက်တော့အကုန်6လို့ကျမမီးဘူးတိုက်နေပါပြီကဲအခုကတော့ကျမစိတ်ကူးတဲ့အတိုင်းတက်တက်ရက်လေးရပါပြီပေါ့နော်ကျမအခုမှကျောင်းသားဆိုတော့ပိုင်ဆိုင်တာဘာမှမရှိသေးရပါဘူးရှင်းလိုက်တော့ကျမအလုပ်ဖြစ်အောင်လေးမဖြစ်အောင်လှူပြည့်ဝအောင်လို့ဒီလိုလေးစဉ်းစားပြီးတော့လှူလိုက်တာပါကျမမှလောလောဆယ်တော့အလုပ်မရှိသေးပေမဲ့အလုပ်တွေကယာထားရပေါ့နော်ကျမအလုပ်ကအလုပ်လို့ဖြစ်မလားအသေးပဲနဲ့မလဲပတ်သေးရပေါ့နော်အဲ့လုပ်တွေလည်းပတ်လာလို့ကျမလှူနိုင်တဲ့အချိန်ရရင်တော့ကျမလှူခြင်းနဲ့စိတ်ကူးလေးအများကြီးရှိပါတယ်ကျမစိတ်ကူးရင်ထားလေးပေါ့နော်ဒါလေးဆို train ကိုရာပါတော်တော်များများတော့မီးဘူးတိုက်ပြီးတော့ပါကင်းလေးပိတ်ပြီးသွား
ပါပြီတက်တုပ်ချော်တာကျန်သေးရပါတော့အဲ့ဒါ6လို့ရှိရင်လိုမျိုးနောက်တော့တုပ်ပါခင်ပိတ်ပြီးရင်ပြီးပါပြီကဲကျမရဲ့တကြံအတက်နီဘလော့လေးကဒီလောက်ပါပဲရှင်ကျမရဲ့ channel လေးကနေခီးသွားဘလော့လေး3ရက်ချတစ်ခါလေးတင်နေပါတယ်နော်ကိုကတကြံပြီးွားပြီဆိုတော့ကျမခီးသွားဘလော့လေးအညာဘက်သွားခဲ့တော့ဘလော့လေးပြန်တင်ပါတော့မယ်ရှင်ခီးသွားဘလော့လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘလော့လေးမှာပြန်တွေ့ကြပါမယ်ရှင်